ဘာယာနတိပြည်၌လူလင်ပြိုတယောက်ရှိ၏အမိအဖတို့ကိုနတ်တကြားကဲ့သို့ရိုသေမျက်နှိုး၍ကျွေးမွေးပြုစုစောင့်ရှောက်လေသည်လူတို့ကသူအားမာတုဘောတကပိတုဘောတကလူလင်ဟုခေါ်ကြသည်မိဘတို့ကိုပုံမချမ်းသာစွာထားနိုင်ရန်ဟူသောစိတ်ဖြင့်စွန့်စားခီးထွက်သွားလေသည်တင်မောသည်တီဟိုကျွန်းသို့စိုက်ကပ်ရာထိုကျွန်း၌တဲမိုးအဆက်မပြတ်ရွာသွန်း၍လူများအလွန်ဒုက္ခရောက်လျက်ရှိသည့်မင်းကြီးကတဲမိုးရဲ့ရန်နီလန်းရှာရာမိဘကိုနတ်တကြားကဲ့သို့ကျွေးမွေးပြုစုသူတို့၏တစ္ဆာဂတိဖြင့်သာပြောင်းနိုင်သည်ဟုသိရ၏မောင်းခတ်ကြညာတော့လဲတပြည်လုံးတွင်ထိုတို့သောသူမတွေ့နိုင်ကြလူလင်ပြိုသည်တင်မောထက်မှလှမ်းအော်၍ငါသည်မိဘတို့အားနတ်တကြားကဲ့သို့ကျွေးမွေးပြုစုသူဖြစ်သည်ဟုဆိုလေသည်မင်းကြီးရှိသို့ခေါ်ဆောင်၍တစ္ဆာပြုစေရာလူလင်သည်တင်မောဥပေါ်တက်ကငါသည်မိဘတို့ကိုအိမ်ဦးနှက်ကဲ့သို့ထား၍စိတ်နှလုံးစင်ကြယ်စွာပြုစုခဲ့သည်ဤတစ္ဆာမှန်ကန်ပါကတဲမိုးချက်ချင်းရက်ပါစေတည်းဟုဆိုလေသည်ချက်ချင်းပင်တဲမိုးရက်တန့်သွား၏ပြည်သူများအားလုံးချမ်းသာရကြ၏မင်းနှင့်ပြည်သူများကလူလင်ပြိုအားဥစ္စာပစ္စည်းများဖြင့်ပူဇော်ကြသည့်ပစ္စည်းများကိုတဲဆောင်ကအိမ်ပြန်၍မိဘတို့အားလေးစားစွာပူဇော်တင်ပြလေသည့်မိသားစုသည်ဒါနကောင်းမှုများပြုလုပ်ကာချမ်းမြေ့စွာနေထိုင်သွားကြပြီး